ရန်ကုန်နဲ့ဒလကိုကူးတန်းနေကြတဲ့စက်လှေတွေဟာဒလတရားကြီးမပြီးခင်အထိဒေသခံတွေရဲ့အဓိကအားထားရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ရေစီးတန်လာတဲ့ရန်ကုန်မြစ်ထဲမှာစက်လှေမှောက်လို့လူအများအပြားသေဆုံးခဲ့ရတဲ့ကြေကွဲစရာဖြစ်ရပ်တွေဟာသမိုင်းမှာအကြိမ်ကြိမ်ရှိခဲ့မှုပါတယ်။အထူးသဖြင့်တရားကြီးတိစောက်နေတဲ့ကာလအတွင်းမှာလည်းလှေမှောက်လို့အသက်ဆုံးရှုံးခဲ့ရသူတွေရှိခဲ့ပါတယ်။ဒီနေ့ပြောပြမှာကတော့အဲ့ဒီလိုလှေမှောက်ပြီးသေဆုံးသွားသူတွေရဲ့မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေနဲ့ဆုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့ညနေပိုင်း7 နာရီကျော်လောက်မှာဆက်လီမောင်သမားကိုမောင်ဟာခီးတဲ့တယောက်ကိုဒလဘက်ကန်းကနေရန်ကုန်ဘက်ကိုကူးပို့ခဲ့ပါတယ်။မြစ်လေတရားအောက်ခြေနာအရောက်မှာတော့ရေစီးကထူးထူးခြားခြားငြိမ်သက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးလည်းတွေးစရာကောင်းလောက်အောင်တိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကိုမောင်ဟာမြစ်ထဲကနေအတန်တိုးတိုးလေးတွေကိုကြားလိုက်ရတယ်။ကူညီပါအေးတယ်ကျွန်တော်တို့ကိုကူညီပါဦးတဲ့ကိုမောင်ကဓမီနဲ့မြစ်ပြင်ကိုလှမ်းထိုးကြည့်လိုက်တဲ့အခါတရားတိုင်ကြီးရဲ့အောက်ခြေရေပြင်ပေါ်မှာလူ9ယောက်လောက်ဟာလက်လေးတွေပဲဖော်ပြီးရေကူးနေတာကိုတွေ့လိုက်ရတယ်။ကိုမောင်ကလှေမောက်တာလားဆိုပြီးကယ်ဖို့လှေကိုအနားကပ်လိုက်တဲ့အချိန်မှာတော့ရေထဲကလူတွေရဲ့မျက်နှာကိုမြင်လိုက်ရပြီးကိုမောင်တကိုယ်လုံးတုန်တက်သွားခဲ့ပါတယ်။အဲ့ဒီလူတွေရဲ့မျက်နှာဟာအရေခွံတွေလန်နေပြီးမျက်လုံးတွေကလည်းပြူးထွက်နေတာတေဆုံးနေတာကြာပြီဖြစ်တဲ့ရုပ်အလောင်းတွေလိုပဲဖြူစော့နေပါတယ်။အဆိုးဆုံးကတော့အဲ့ဒီထဲကတယောက်ကကိုမောင်ရဲ့လှေနားကိုရောက်လာပြီးလှေနံရံကိုအင်အားပြည့်နဲ့ဆွဲလုလိုက်တာပါပဲငါတို့နဲ့တူလိုက်ခဲ့ပါငါတို့အဖော်လိုနေတဲ့ဆိုတဲ့အတန်ကြီးကမြစ်ပြင်တစ်ခုလုံးကိုဟိန်းသွားခဲ့ပါတယ်ကိုမောင်ဟာကြောက်ကြောက်နဲ့ဆက်လေကိုအရှိန်ကုန်တင်ပြီးမောင်းပြေးခဲ့ရပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ကိုမောင်ဟာဖျားနာပြီး3ရက်လောက်သတိမေ့နေခဲ့ပါတယ်သူ့ရဲ့ဆက်လေနံရံမှာလည်းလူလက်ချောင်းရာတွေအတိုင်းရွှွန့်တွေရေမော်တွေနဲ့ကပ်ညှိနေတာကိုတွေ့ခဲ့ရပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်တွေကလှေမောက်ပြီးတေဆုံးသွားခဲ့တဲ့သူတွေကအဖော်ညှိဖို့ကြိုးစားခဲ့တာလားဆိုတာတင်ရောညဘက်မြစ်ကူးတဲ့အခါရေထဲကခေါ်တံတွေကိုကြားဖူးပါသလားအခုလိုမျိုးဒလတရားနဲ့ပတ်သက်တဲ့6ချားဖွဲ့ရာဖြစ်ရမှန်တရေပုံပြင်တွေကိုနေ့တိုင်းနားဆင်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့တရေပုံပြင်များပြောမယ် channel လေးကိုအခုပဲ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်လည်း like နဲ့ share လေးလုပ်ပေးခဲ့ပါဦးနော်အားလုံးပဲဘေးကင်းကြပါစေ